ခြေကျုံးတဲ့ခံဝန်ဥပဒေဆိုတာကတော့1962ခုနှစ်ပြစ်မှုကျူးလွန်တတ်သူများခြေကျုံးတဲ့ခံဝန်ဥပဒေကိုဟောတာဖြစ်ပါတယ်ဘလိုလူတွေကိုရေးယူတာတော့ဆိုရင်ရက်ထက်မှာမြဲတစေဘုရတော်စာရန်ကစိုးသွမ်းသိရှိတဲ့သူတွေလူတွေကိုပြင်ပမှာထားတယ်ဆိုရင်ရက်ွက်နေလူတစုကအမြဲတစေစိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေရတယ်ဆိုရင်ခြေကျုံးတဲ့ခံဝန်ဥပဒေပုံမှန်နဲ့အရေးယူဆောင်ရွက်ရတာဖြစ်ပါတယ်ခြေကျုံးတဲ့ခံဝန်ဥပဒေပုံမှန်9-1စာလုံးစလိန်စသဖြင့်ရေးယူဆောင်ရွက်တာဖြစ်ပါတယ်9-1စာလုံးကတော့မြမှုပြပြမှုပြပြရေးကိုထိခိုက်စေတဲ့ပြစ်မှုများကျူးလွန်လို့ရှိသူကျူးလွန်ရန်အားထုတ်လို့ရှိသူအားပေးကူညီလို့ရှိသူစသည်တို့ကိုရေးယူဆောင်ရွက်တာဖြစ်ပါတယ်9-1စလိန်ကတော့ခြေကျုံးတဲ့ခံဝန်မထားဘဲနဲ့ပြင်ပတွင်လက်စားထားရှိပါကအများပြည်သူတို့ဘေးအန္တရာယ်ဖြစ်စေလောက်အောင်မြတ်တစေစိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေရသူဒီလူတွေကိုအရေးယူတာဖြစ်ပါတယ်အဲ့လိုရေးယူတဲ့ခါမှာသက်ဆိုင်ရာတရားသူကြီးကနှစ်ထက်မပိုသောကာလအပိုင်းခြားတွင်မှာကောင်းမွန်စွာနေထိုင်စေရန်အမခံသူတို့နဲ့ခံဝန်ချုပ်ဆိုပြီးတော့လွှတ်ပါတယ်အဲ့ဒီလူဟာခြေကျုံးနဲ့ခံဝန်ဖောက်ပြတယ်ဆိုရင်ခြေကျုံးနဲ့ခံဝန်ဥပဒေပုံမှာ31ကာကြီးနဲ့ရေးယူပါတယ်ထောင်ဒဏ်1နှစ်ထိကြာခံရမှာဖြစ်ပါတယ်ဒုတိယအကြိမ်ခြေကျုံးနဲ့ခံဝန်ဖောက်ပြတယ်ဆိုရင်2နှစ်ထိထောင်ဒဏ်ကြာခံရမှာဖြစ်ပါတယ်31ခါကွင်းနဲ့ရေးယူပါတယ်ဆက်ပြီးတော့ခြေကျုံးနဲ့ခံဝန်ဖောက်ပြတယ်ဆိုရင်3နှစ်ထိထောင်ဒဏ်ကြာခံရမှာဖြစ်ပါတယ်ခြေကျုံးနဲ့ခံဝန်ဥပဒေပုံမှာ31ကငယ်ပဲဖြစ်ပါတယ်ဒီပြစ်မှုတွေကတော့ရေးယူပိုင်ခွင့်ရှိတဲ့ပြစ်မှုတွေဖြစ်ပြီးတော့ရဲစခန်းနေပြီးတော့အမှုဖွင့်လက်ဆောင်ရွက်မှာဖြစ်ပါတယ်တရားသူကြီးထံမှာချုပ်မိတ်15ရက်တောင်းခံပြီးတော့စစ်ဆေးဆောင်ရွက်ပါမယ်ပြီးရင်မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာတရားစွဲဆိုခွင့်ပြုမိန့်တွေတောင်းခံမယ်ပြီးရင်တော့တရားစွဲတင်ဆောင်ရွက်မှာဖြစ်ပါတယ်